တွင်းလင်းထက်ကိုနိုင်ယူခြင်းလို့ဝေခိုးပြီးပါကစားလာတော့မယ်ဆိုင်ရင်ဆိုင်ကတော့တွင်းလင်းထက်ကိုနိုင်ဖို့အတွက်တနင်္လာနေ့များအကုန်လုံးလှုပ်လာတဲ့သဘောမှာရှိပါတယ်ဝေးတီပါခိုးလာခဲ့တာပါတွင်းလင်းထက်နဲ့ဆိုင်ရင်တို့ဟာ26ရက်နေ့တောက်ကြညမှာကျင်းပမယ်1လုံးမနီ126မှာရင်ဆိုင်လို့ရှင်ပြိုင်သွားတော့မှာဖြစ်ပါတယ်ပြိုင်ပွဲအတွက်ဂျာမနီနေ့မှာဝေးချင်မှုတွေပြုလုပ်ခဲ့ပြီးတွင်းလင်းထက်ကတော့တတ်မှတ်ထားတဲ့ဝေးအတွင်ဝင်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်ဒါဟာတွင်းလင်းထက်ရဲ့ professional ကြားမှုဖြစ်ပြီးကိုလိုရမဲ့လို့ကိုပြပြအောင်မြင်အောင်လုပ်နိုင်ခဲ့တာဖြစ်ပါတယ်ဒါပေမဲ့ဝိုင်းရင်တပိုင်းစာမကြီးဆိုင်ရင်ကတော့ဝေးဝင်အောင်လုပ်နိုင်ခဲ့ပါဘူးဆိုင်ရင်နဲ့ဝေးတာရအောင်များလှုပ်လာသလားလို့ပြည်သက်တွေကတော့ဝိုင်းဝမေကွန်းထုတ်လျက်ရှိနေကြပါတယ်စတောင်းဝေးတန်ရဲ့တတ်မှတ်ဝေးကပေါင်125ပေါင်ဖြစ်ပါတယ်တွင်းလင်းထက်ကတတ်မှတ်ဝေးဝင်ခဲ့ပြီးပေါင်124.8ပေါင်ရှိတာပါသို့တော့ဆိုင်ရင်ကတော့ဝေးကိုတတ်မှတ်ထားတဲ့အတိုင်းဝင်အောင်မလုပ်နိုင်ခဲ့ပါဘူးဆိုင်ရင်ကပေါင်124.4ပေါင်ထိရှိနေကြတာပဲဖြစ်ပါတယ်ဒီလိုမျိုးဝေးကြော်ခဲ့တာကြောင့်ပွဲကတော့မပြတ်ပါဘူးတွင်းလင်းထက်ကပဲနားလည်ပေးခဲ့ပြီးဆိုင်ရင်ကိုဝေးကြောပေးလက်ခံထိုးသွားတော့မှာဖြစ်ပါတယ်ဆိုင်ရင်အနေနဲ့ဝေးကြော်တာကြောင့်တွင်းလင်းထက်ကိုတော့သူ့ရဲ့ထိုးခြင်းတွေက15ရာခိုင်နှုန်းခွဲဝေပေးသွားရမှာဖြစ်ပါတယ်ဆိုင်ရင်1ချန်ပီယံရှေ့ရဲ့ချန်ပီယံဟောင်း2ဖြစ်သလိုဝိုင်းရင်တပိုင်း fighter 2ဖြစ်ပါတယ်ဒါကြောင့်သူ့ရဲ့ထိုးခြင်းကနေမှာမဟုတ်ပါဘူးတွင်းလင်းထက်အနေနဲ့ဆိုင်ရင်စီကနေထိုးခြင်းရခဲ့ရင်မျိုးမမြက်ရခက်များများလေးရသွားဖို့ရှိနေပါတယ်နိုင်ငံတော်အဆင့်မီပြိုင်ပွဲတွေကဒီတစ်ခုတော့စိတ်ချရပါတယ်ဝေးတန်းကိုနည်းနည်းလေးမှအထိကိမခံတာပါတကယ်ကြီးတပေါင်စွန်းလာတော့လက်သိမခံပါဘူးကစားမတူဆိုရင်ကပတ်ကဖြုတ်ခံခဲ့ရတာဖြစ်ပါတယ်ဒါကြောင့်လည်းသူတို့ပြိုင်ပွဲတွေကကဘာကြော်နေတာပါအားကစားကိုအားကစားနဲ့တူအောင်ကျင်းပလို့ဖြစ်ပါတယ်မာပီမှာဆိုရင်တော့အလွတ်တန်းအမီခံပြီးပေါင်30-40လောက်ကွာနေတဲ့ fighter တွေကိုထည့်ပေးတာမျိုးတွေကမြင်ကုန်မကောင်းပါဘူးဆိုင်ကခုလက်ရှိမှာတော့အသက်42နှစ်ရှိပြီဖြစ်ပြီး1ချန်ပီယံရှစ်မှာတောင်တန်ယုံနဲ့ပွဲများရတဲ့ကစားမှာပါအကြပိုင်းမကိုမှာပပတ်ဆက်ဆက်ရောက်နေပြီဖြစ်ပါတယ်သူကတော့ထိပ်တန်းအဆင့်မှာရက်တီနိုင်ဆဲဆိုတော့ပြသသွားမယ်လို့ဆိုထားပေမဲ့တကယ်တော့တွင်းလင်းထက်ကိုတူတင်ကိုရင်ကစားနိုင်တဲ့အနေအထားမျိုးမှာရှိမနေတော့ပါဘူးတိုက်ခိုက်အားကစားသမားတွေဘောလုံးသမားတွေငယ်ငယ်စဉ်အခါမှာဘလောက်ကောင်းကောင်းဇာကိုတော့ကြော်လွန်နိုင်ခြင်းမရှိပါဘူးတိုက်ခိုက်ကစားသမားတွေဆိုတာကအထီးခိုက်တွေပုံများတာမို့အတန်ကြီးလာရင်ကြာကိုကြာပါတယ်ဆိုင်အနေနဲ့တွင်းလင်းထက်ရဲ့ဒုအားရုံးအားတွေကိုခံနိုင်မှုမလွယ်ဘူးဖြစ်ပါတယ်ပရိဇန်ယာနဲ့ပဲထင်းကစားလာဖို့ရှိပေမဲ့အချိန်သားနဲ့မြတွင်းလင်းထက်ရဲ့ပွဲဖြစ်လာမှာဖြစ်ပါတယ်တော့ပေသည်တွင်းလင်းထက်အနေနဲ့ဆိုင်ကို short တက်လိုက်ရင်တော့အမှားကြီးမှားသွားနိုင်ပါတယ်အထည်ကျုံပိုင်းမှာဆိုင်ကတွင်းလင်းထက်နဲ့များစွာထားတယ်ဆိုတာကိုတော့မေးထားလို့မရဘူးဖြစ်ပါတယ်အတက်ကြီးကစားသမားနဲ့အတက်ငယ်ကစားသမားတွေမှာနောက်ထပ်ကွာဟာချက်ကတော့ passion လို့ခေါ်တဲ့စာလောင်စိမ်းမှာငယ်ရသူတွေကအောင်မြင်မှုကိုစာလောင်ပြီးချန်ပီယံဖြစ်ဖို့တဲ့အာသီသပြည့်ရှိကြပါတယ်။ဆိုင်ရင်မှာယူစရာအောင်မြင်မှုတွေလည်းမရှိတော့လို့အသက်အရွယ်ကလည်းကျနေမှုမို့စာလောင်စိတ်ကနေပါနေမှာဖြစ်ပါတယ်။တွင်းလင်းတဲ့အနေနဲ့မလောပဲပွဲကိုထင်းထင်းချင်းကပ်ကစားရင်အလဲထုံးမွေးတော့အမှတ်နဲ့နိုင်မှာပဲဖြစ်ပါတယ်။ဟုတ်ကဲ့ပါဗျာဗီဒီယိုလေးကလောက်ပါပဲ။နောက်နေ့မှာလည်းအားကစားနဲ့ပတ်သက်တဲ့သတင်းကြားတွေကိုတင်ဆက်ပေးတော့မှာဖြစ်တာကြောင့်ကျွန်တော်ရဲ့ page တွေကို like and follow လုပ်ပြီးဒီကိုလေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့ညီကုန်းချိုးလိုက်ရပါတယ်ခင်ဗျာ။